ကဲအားလုံးစောင့်မျှော်နေတဲ့ကျွန်တော်တို့ရွှေတော်သုံးတဲ့မြက်ခင်းတူတွေအလိတ်150ကျွန်တော်တို့နောက်လင်းကိုင်းအနေနဲ့ရောက်ပါပြီဗျသူကတော့ကျွန်တော်တို့လက်ကားအသီးသန့်ဈေးနှုန်းကတော့အနံ6ပေခွဲအလဲ66ပေပါတဲ့တက်လိတ်ကိုလက်ကားဈေးပေါ့နော်ကျွန်တော်21သိန်းတန်ရှိမယ်23သိန်းတန်ဆိုပြီး2မျိုးရှိပါမယ်ခင်ဗျဒါကတော့ကျွန်တော်တို့အချိုးသားဆုံးဈေးနှုန်းနဲ့လက်ကားဈေးရောင်းချပေးတော့မှာဖြစ်ပါတယ်ဒါတပူကျွန်တော်တို့2မျိုး quality 2မျိုးပါပါမယ်ကျွန်တော်တို့အထူပါကွာသွားပါမယ်ခင်ဗျအခုတလုံးကတော့ကျွန်တော်တို့လူကြိုက်များတဲ့ quality ကြီးဖြစ်ပါတယ်ဒါရွှေတော်အတွက်အသီးသန့်ကျွန်တော်တို့မှာထားတဲ့မြက်ခင်းတူတွေဖြစ်ပါတယ်ကျွန်တော်တို့လက်ကားမှာပြီးမဲ့သူတွေအတွက်ကျွန်တော်တို့ဒါမန္တလေးမှာကိုယ်တိုင်ကိုရောက်လာကြည့်ပြီးတော့ဝယ်ယူလို့ရတယ်လို့ဒါနေကမှာတဲ့သူတွေအတွက်ကျွန်တော်တို့ငွေလွှဲဝင်တာနဲ့ကျွန်တော်တို့ကားဂိတ်တင်ဆောင်ပေးပါတယ်ခင်ဗျဒါအခုရောက်တာတော့ကျွန်တော်တို့ဒါဘောအပတ်ကတော့ကျွန်တော်တို့လိမ္မော်အောင်ဘက်နဲ့ဝိုင်အောင်ဘက်နဲ့2မျိုးဖြစ်ပါမယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျ